အားလုံးပဲမင်္ဂလာပါဒီချက်ကတော့ငိမ့်အကျူ brain nook ကဒီချက်ငိမ့်ရွှေရည်ဖြစ်ပါတယ်ဒီချက်ဒီဗီဒီယိုလေးမှာတော့ grade 12 unit 10ပေါ့နော်ဒီခေါင်းစဉ်လေးကတော့ why improve communication skills လို့ခေါ်တဲ့ communication ဆိုတာကပေါင်းသင်းဆက်ဆံရေးကိုပြောတာဖြစ်ပြီးတော့မှ skills ကကြတော့စွမ်းရည်ပေါ့နော် improve ကကြတော့တိုးတက်သည်ပေါ့ why နဲ့မေးထားတော့ဘာကြောင့်လဲပေါ့နော်အဲ့တော့ဒီခေါင်းစဉ်ကိုပြောပြရမယ်ဆိုလို့ရှိရင်ပေါ့နော် why ဘာလို့များဘာကြောင့်များ communication skills ပေါ့နော်ဒီပေါင်းသင်းဆက်ဆံရေးစွမ်းရည်တွေက why improve ဘာဖြစ်လို့တိုးတက်ဖို့လိုတာလဲဆိုတဲ့ခေါင်းစဉ်နဲ့ပတ်သက်ပြီးတော့မှစာပိုက်ကလေးတွေကိုရှင်းပြပြီးသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ပုံလေးစာအုပ်လေးရဲ့ခဲရန်လေးရဲ့တွားပြီးတော့မှယူလိုက်ရအောင်เนาะကဲအစင်သစ်ဖြစ်ပြီဆိုလို့ရှိရင်ဒီချေတို့စလိုက်ရအောင်ဒီအပိုက်ကလေးမှာတော့သူက on the other hand နဲ့တခြားတစ်ဖက်မှာလဲဆိုတော့ပေါ့နော်အရင်နေ့ကဗီဒီယိုတွေနဲ့မတူညီတဲ့အချက်ပေါ့နော်အရင်နေ့ကဗီဒီယိုတွေထဲမှာဆိုလို့ရှိရင်ဒီ communication skills ကဘာဖြစ်လို့အရေးကြီးတာလဲ communication skills ကဒီဘက်ခင်မှာဆိုလို့ရှိရင်ဘာဖြစ်လို့ရှေ့ဆုံးလို့ရောက်လာတာလဲပေါ့နော်အဲ့လိုအချက်တွေကိုပြောပြသွားတာပေါ့နော်ဒါမဲ့ဒီမှာ on the other hand လို့ခံလိုက်တာစကားဆက်လေးခံလိုက်တာဆိုတော့ဒါ communication skills ကပေါ့နော်အခုခင်မှာတိတ်ပြီးမတွေ့ရတော့ဘူးဆိုတဲ့ဟာမျိုးပေါ့နော်လူငယ်တွေမှာ communication skill တိတ်မရှိတော့ဘူးဆိုတဲ့အကြောင်းသူကပြောပြသွားမှာပေါ့နော်စန့်ကျင်ဘက်အနေနဲ့သူကအချက်တွေကိုပြောပြတော့မှာ with more parents တဲ့မိဘတွေကတဲ့ going out to work တဲ့ဘာလို့ရလဲဆိုရင်အလုပ်ထွက်လို့ရတယ်တဲ့ပြီးတော့လို့ရှိရင် reduction ဆိုတာကလျော့ပါလာတာနည်းလာတာပေါ့နော် in the number of extended families တဲ့ extended family ဆိုတာကကြတော့ဒီတိုင်းပဲပေါ့နော်မိသားစုတွေထဲမှာလို့ဟိုတအိမ်ထဲမှာပဲဖြစ်တမိသားစုထဲမှာပဲဖြစ်ပေါ့နော်အဖိုးအဖွားကစားပြီးဦးလေးအတော်တွေတူတွေတူမတွေအဲ့လိုရှိသမျှမိသားစုဝင်တွေအများကြီးကပေါ့နော်စုပေါင်းပြီးတော့မှနေထိုင်တဲ့မိသားစုမျိုးဆိုလို့ရှိရင် extended family လို့ပြောတယ်ပေါ့နော်အဲ့လိုမျိုး extended family အရေးအတွက်ကလည်း reduction ဘာဖြစ်လာတာလဲဆိုရင်လျော့ကျလာတယ်တဲ့အဲ့တော့ more parents are going out to work မိဘတွေကလည်းအလုပ်သွားလုပ်ရတယ်တဲ့အဲ့တော့ there seem to be less opportunity တဲ့ opportunity ဆိုတာကအခွင့်အရေးပေါ့နော် less ကကြတော့နည်းသွားတာအဲ့တော့ less opportunity ဆိုတော့အခွင့်အရေးနည်းသွားပါပြီတဲ့ for young people တဲ့လူငယ်တွေအတွက်တဲ့ to communicate တဲ့သူတို့ကပြောဆိုဆက်သွယ်မယ် with people or different generation different ဆိုတာကမတူညီတဲ့ generation မျိုးဆက်ကလူတွေနဲ့ပေါ့နော်အဲ့တော့ different generation people or different generation နဲ့ communicate ပြောဆိုဆက်သွယ်ဖို့အတွက်ပေါ့နော် less opportunity အခွင့်အရေးဘာဖြစ်သွားပြီလဲဆိုရင်နည်းသွားပြီတဲ့နောက်တစ်ချက်ကဘလို့အခွင့်အရေးမျိုးနည်းသေးလဲဆိုရင် to receive တဲ့လက်ခံရရှိတာပေါ့နော်အဲ့တော့လက်ခံရရှိတာတဲ့ their guidance တဲ့ guidance ဆိုတာကလမ်းညွှန်ပြသမှုပေါ့ on how to converse appropriately converse ဆိုတာကစကားပြောဆိုဆက်သွယ်တာပေါ့နော်စကားဆက်ပြီးပြောဆိုတာ appropriately ဆိုတာတင့်လျောက်ပဲဆိုတာအဲ့တော့တင့်လျောက်ပဲဆိုတာ how to converse ဘယ်လိုမျိုးပြောဆိုဆက်သွယ်ရမလဲဆိုတဲ့ဟာနဲ့ပတ်သက်ပြီးတော့ပေါ့နော် their guidance ဆိုတာကဒီနေရာမှာ their ဘယ်သူ့ကိုပြောချင်တာလဲဆိုရင်ဒီ people of different generation ကပေါ့နော်ဒီမတူညီတဲ့မျိုးဆက်ကလူတွေရဲ့ guidance လမ်းညွှန်မှုကို receive လက်ခံရရှိဖို့ရယ်ပြီးသွားလို့ရှိရင်ဒီ people of different generation နဲ့ communicate ပြောဆိုဆက်သွယ်ဖို့အတွက်ကိုမှ less opportunity တဲ့အခွင့်အရေးကဘာဖြစ်သွားပြီလဲဆိုနည်းသွားပြီဘာလို့အခွင့်အရေးကနည်းသွားလဲဆိုရင် more parents going out to work ဖြစ်လာတယ် reduction in the number of extended families ဖြစ်လာတာပေါ့လေနော်အဲ့တော့ this situation is compounded by the fact that တဲ့အဲ့တော့ပေါ့နော်ဒီအချက်တွေထဲမှာပေါ့နော် compounded ဆိုတာကနှစ်ဆပို့ပြီးတော့မှတိုးစေတဲ့အချက်ပေါ့အခုလောဆယ်ကသူက opportunity ကနည်းနေရတဲ့ကြားထဲမှာပေါ့နော်အဲ့လိုမျိုးနောက်ထပ်နည်းအောင်လုပ်တဲ့အချက်ရှိသေးတယ်ပေါ့အဲ့ဒီအချက်ကကြတော့ဘာလဲဆိုတော့သူကထပ်ပြီးတော့မှပြောပြသွားမှာ a lot of young people တဲ့လူငယ်တွေကတဲ့ in city ဆိုတော့ဒီမြို့ကြီးပြကြီးမှာနေထိုင်နေတဲ့လူတွေကတဲ့ spend more time နဲ့သူတို့ရဲ့အချိန်ကိုကုန်ဆုံးကြတယ်တဲ့ with their cell phone နဲ့သူတို့ရဲ့ဖုန်းနဲ့ပဲအချိန်တွေကုန်လာကြတယ်တဲ့ play games တဲ့ game တွေဆော့တယ်တဲ့ surfing the net တဲ့ internet တွေအသုံးပြုကြတယ်တဲ့ then talking with other people တဲ့အဲ့တော့တခြားသူတွေနဲ့ talking စကားပြောတာထက်စာရင်ပေါ့နော် surfing the net internet တွေသုံးတယ် play games ပေါ့နော် game တွေဆော့တယ်အဲ့လိုပဲねပေါ့သူတို့ရဲ့ cell phone ဖုန်းနဲ့ပဲ spend more time အချိန်ကုန်နေကြတာတဲ့ဘယ်သူတွေကလဲဆိုရင် a lot of young people in cities ကလူတွေပေါ့နော်အဲ့တော့စောနာကလည်းဒီ going out to work လုပ်တယ် reduction in the number of extended family ဖြစ်နေလို့ပေါ့နော်အခွင့်အရေးကနည်းနေရတဲ့ကြားထဲမှာ a lot of young people တွေကဘာပဲလုပ်ကြလဲဆိုလို့ရှိရင်သူတို့ရဲ့ cell phone နဲ့ပဲအချိန်ကုန်ကြတယ်ပေါ့အဲ့ဒါဒီအချက်ကို is compounded နှစ်ဆတိုးစေတယ်နှစ်ဆတိုးပြီးတော့မှဆိုးရွားစေတဲ့အချက်ပဲဖြစ်ပါတယ်
it is my impression နဲ့စာရေးသူကပြောထားတယ်ဒါကငါ့ရဲ့ထင်မြင်ယူဆချက်ပါပေါ့နော်ဘလို့ထင်မြင်ယူဆချက်ရှိလဲဆိုရင်သူက young people တဲ့လူငယ်တွေကိုတဲ့ need to be trained နဲ့လေ့ကျင့်ပေးဖို့လိုအပ်တယ်တဲ့ to overcome ဆိုတာကကြော်လွှားနိုင်အောင်ပေါ့နော် they are shyness တဲ့ shyness ဆိုတာကကျတော့ရှက်ရွံ့မှုပေါ့နော်နောက်ပြီးတော့လို့ရှိရင် reticent ဆိုတာနှုတ်ဆိတ်နေတာမျိုးဘာလို့လဲဆိုတော့စကားမပြောဘူးပေါ့နော်စကားအများကြီးမပြောဘဲနဲ့အဲ့လိုမပြောချင်လို့မပြောတာမဟုတ်ဘူးကွာသူကကျတော့ဒီ reticent နှုတ်နေတာပေါ့နော်အဲ့လိုနှုတ်နေတဲ့ပြဿနာတွေ shyness ပေါ့နော်ရှက်နေတဲ့ပြဿနာတွေကိုတဲ့ to overcome နဲ့ကြော်လွှားနိုင်အောင်လို့ need to be trained နဲ့ဘာလို့ပြရမလဲဆိုတော့လေ့ကျင့်ပေးရမယ်အဲ့လိုမျိုးလေ့ကျင့်ပေးတဲ့အခါကျတော့ဘယ်လိုဟာမျိုးပါလဲဆိုလို့ရှိရင်ပေါ့နော် to talk with persons or different generation မတူညီတဲ့မျိုးဆက်ကပေါ့နော်လူတွေနဲ့စကားပြောကြတဲ့အခါပဲဖြစ်ပေါ့ဒါမှမဟုတ်လို့ရှိရင်လည်း to make appropriate use of the polite form နဲ့ appropriate use ဆိုတာကတင့်တော်တဲ့အသုံးအနှုန်းပေါ့တင့်တော်တဲ့အသုံးအနှုန်းတွေ of the polite form ဒီရည်ကျေးတဲ့ပုံစံတွေရှိတယ်ပေါ့နော် traditionally used in conversing နဲ့ conversing ဆိုတာစကားဆက်မြည်ပြောကြတယ် with older person ဆိုအသက်ကြီးတဲ့သူတွေပေါ့နော်အဲ့တော့အသက်ကြီးတဲ့သူတွေနဲ့ဒါမှမဟုတ်လို့ရှိရင် more formal context ပေါ့နော် more formal context ဆိုတာကဒီလူကြီးတွေနဲ့ဒီတီတီတက်ပေါ့နော်formal context ဆိုတာဒီအတီတခြားစကားပြောရမှာပေါ့စကားကိုကွာတိတိချာချာပြောရမယ်အခြေအနေမျိုး context ကကြတော့အခြေအနေပေါ့အဲ့တော့ more formal context ကကြတော့ဒီစကားကိုတိတိတက်နဲ့ပြောရမယ်အခြေအနေမျိုးမှာ older person ပေါ့နော်အသက်ကြီးတဲ့သူတွေနဲ့ conversing စကားဆက်မြည်ပြောကြတဲ့အခါကြလို့ရှိရင်ကွာ traditionally ရိုးရာဓလေ့အရာပေါ့နော် polite form တွေအများကြီးရှိတယ်ရည်ကြီးတဲ့အသုံးနှုန်းတွေအများကြီးရှိတယ်အဲ့ဒီတဲကမှ appropriate use တင်တဲ့အသုံးနှုန်းကိုသုံးတတ်ဖို့ရယ်နောက်တစ်ခါကျတော့ to talk with person or different generation မတူညီတဲ့မျိုးဆက်ကလူတွေနဲ့ to talk စကားပြောတဲ့အခါကြလို့ရှိရင် reticent နှုတ်နဲနေတာတွေ shyness ပေါ့နော်ရှက်ရွံ့နေတာတွေကို overcome ကျော်လွှားနိုင်အောင်လို့ young people တွေကိုတဲ့ need to be trained ဘာလို့ပေးရမလဲဆိုလေ့ကျင့်ပေးရမှာပေါ့နော်အဲ့ဒါက it is my impression ဆိုတာဒါစာရေးသူကသူထင်မြင်ယူဆချက်ပေါ့လူငယ်တွေကိုဒီလိုမျိုးလေးလေ့ကျင့်ပေးဖို့လိုအပ်ပါတယ်ဒါလေးကတော့ပေါ့နော်ဒီအပိုင်းမှာပါတဲ့အကြောင်းအရာလေးတွေဖြစ်တယ်ဒီအကြောင်းအရာလေးတွေကိုနားလည်သွားပြီဆိုလို့ရှိရင်ဘယ်လိုမိကုန်းလေးတွေလာနိုင်ခြင်းရှိလဲဆိုတာကိုလေ့လာကြည့်လိုက်ရအောင်နော်ဒီမှာလာနိုင်ခြေရှိတဲ့မိကွာပေါ့နော်ဒီ less opportunity for young people ပေါ့လူငယ်တွေအတွက်ပေါ့နော် less opportunity to communicate ပေါ့ communicate လုပ်ဖို့အတွက်ကိုမှလူငယ်တွေအတွက် less opportunity အခွင့်အရေးဘာဖြစ်လို့နည်းသွားတာလဲ why မိကွန်းလေးမေးလာခဲ့လို့ရှိရင်ကြတော့ဘာလေးဖြေကြမလဲဆိုရင် more parents going out to work ဖြစ်တာရဲ့ reduction in the number or extended family ဖြစ်တာရဲ့ပေါ့နော်ဒါလေးကိုဖြေပေးရမယ်နော်အဲ့လိုမျိုး less opportunity ဖြစ်သွားတာပေါ့နော်မိဘတွေက going out to work လုပ်ကြတယ် reduction in the number of extended family လုပ်ကြတဲ့အခါကြလို့ရှိရင်ဘလို့အခွင့်အရေးမျိုးပေါ့နော်နည်းသွားတာလဲလို့မေးတဲ့အခါကြလို့ရှိရင်เนาะ to communicate with people of different generations ရဲ့ to receive their guidance on how to converse appropriately ပေါ့နော်ဒီနှစ်ချက်နဲ့ပတ်သက်ပြီးတော့မှ less opportunity အခွင့်အရေးနည်းသွားတာနောက်တစ်ခါကျတော့ a lot of young people in cities ပေါ့မြို့ကြီးပြကြီးမှာနေတဲ့သူတွေက spend more time နဲ့ဘလို့မျိုးအချိန်တွေကိုကုန်ဆုံးကြလဲ how မေးခွန်းလေးမေးလာခဲ့တယ်ဆိုလို့ရှိရင်เนาะ with their cell phone playing games and surfing the net than talking with other people ပေါ့เนาะဒါလေးကိုဖြည့်ပေးရမယ်နောက်တစ်ခုကကျတော့ young people ပေါ့เนาะလူငယ်တွေကို need to be trained လေ့ကျင့်ပေးဖို့လိုအပ်တယ်ဆိုလို့ရှိရင် what ပေါ့เนาะဒါမှမဟုတ်လို့ရှိရင် why ပေါ့အဲ့လိုမေးခွန်းလေးဘာလေ့ကျင့်ပေးဖို့လိုအပ်တာလဲဘာကြောင့်လေ့ကျင့်ပေးဖို့လိုအပ်တာလဲဆိုလို့ရှိရင်เนาะ to overcome their shyness and reticence to talk with persons of different generations and to make appropriate use of the polite forms traditionally used in conversing with older person and more formal context ပေါ့เนาะဒီလိုမျိုးတွေကိုကြော်လွှားနိုင်အောင်လေ့ကျင့်ပေးရပါမယ်လို့ဖြေရမှာပေါ့เนาะကဲဒီလောက်ဆိုလို့ရှိရင်တော့ဘယ်လိုမိကုန်းလေးတွေလာနိုင်ခြေရှိလဲဆိုတာကိုသိသွားပြီလို့ညွှန်လင်းပါတယ် initial အတွက်ကကြတော့ reduction ဆိုတာကကြတော့ရော့ကျလာခြင်းပေါ့နော်နည်းပါလာခြင်းလို့ပြောလို့ရတယ်ဆောနာကတော့ extended family ဆိုတာကဘယ်လိုအဓိပ္ပာယ်မျိုးလဲဆိုတာပြောပြီးသွားပြီ opportunity ဆိုတာကကြတော့အခွင့်အရေးဖြစ်ပြီးတော့မှ communicate ဆိုတာကကြတော့ပြောဆိုဆက်သွယ်တာပေါ့နော် generation ဆိုတာကကြတော့မျိုးဆက်ဖြစ်ပြီးတော့မှ guidance ဆိုတာကကြတော့လမ်းညွှန်ပြသမှု converse ဆိုတာက conversation ဆိုတဲ့ noun ကနေလာတာပေါ့နော် converse ဆိုတာကပြောဆိုဆက်သွယ်သည် appropriately ဆိုတာကကြတော့တင့်တယ်လျောက်ပတ်စွာပေါ့နော်
ဒီမှာက impression ဆိုတာကကျတော့ထင်မြင်ယူဆချက်ဖြစ်ပြီးတော့မှ overcome ဆိုတာကကျတော့ကျော်လွှားသည် shyness ကကျတော့ရှက်ရွံ့မှုဖြစ်ပြီးတော့မှ reticence ကကျတော့နှုတ်နေတာပေါ့နော်ကျန်တာကတော့ထူထူတော့မရှိပါဘူးဒီစကားလုံးလေးတွေကိုကြည့်ထားလိုက်လို့ရှိရင်ရပါပြီပေါ့နော်အဲ့တော့ဒီအပိုက်ထဲမှာပါတဲ့အကြောင်းအရာလေးတွေရဲ့လာနိုင်ခြေရှိတဲ့မိကုံးလေးတွေရဲ့ initial အတွက်စကားလုံးလေးတွေရဲ့ကိုတည်သွားပြီလို့မျှော်လင့်ပါတယ်